12500တန်ဂန်းကော်ပန်းထိုး1ဆက်လေးတွေ18000တန်ဂန်းကော်ပန်းထိုး1ဆက်မစ်စီမှာဈေးတန်း2မျိုးလုံးဝင်ထားပါတယ်ခုပြနေရလေးကကြောင့်12500တန်ဂန်းကော်ပန်းထိုး1ဆက်လေးပါသူကကာလာလိုင်း17ရောင်ရှိပါတယ်အင်ဒိုပိုးရုံအသားပေါ်မှာသူကလည်းအသားအီလေးပါပဲရှင်ပန်းလေးရလည်းပန်းလေးထိုးထားတာပေါ့နော်18000တန်လေးနဲ့အတူတူမင်းတို့ပစ္စည်းလေးကိုရှင်းပြီးတော့ပြပေးမယ်ပေါ့နော်12500တန်လေးနဲ့18000တန်လေးကဘာကွာလဲဆိုလို့ရှင်အသားကွာပါတယ်သူကလေအင်ဒိုပိုးရုံလို့ပြောထားရဲဆိုပေမဲ့အသားကတစ်ခုနဲ့မတူဘူးပေါ့နော်18000တန်လေးကအသားပိုဣပြီးတော့ပိုထူပါတယ်နှစ်ခုလုံးကတော့သူစင်းနဲ့တစ်ကွက်လက်ဒီလေးနဲ့အဆင်ပြေတဲ့1ဆက်လေးဖြစ်ပါတယ်ရှင်အစိတ်တန်းကြရွေးချယ်ဝယ်ယူလို့ရပါတယ်နော်မင်းထပ်ပြီးတော့လေ18000တန်လေးကိုပြပေးမယ်နော်အခုပြနေရလေးက18000တန်ပန်းထိုး1ဆက်လေးတွေပါသူကလေဂန်းကော်ပန်းထိုးလေးတွေကိုပန်းထိုးထားတာပါသူကအင်ဒိုပိုးရုံမှာအသား quality အမြင်လိုက်ပေါ့နော်အသားထူထူအီလေးတွေပါရှင်ဂန်းကိုပန်းထိုး1ဆက်လေးလဲဝစ်ချင်တဲ့ဈေးလဲအရင်မသုံးချင်တဲ့သူတွေက12500တန်လေးကိုယူပါနော်အင်ဒိုပိုးရုံအသားပေါ်မှာအသား quality အမြင်လန်းကိုကြိုက်တဲ့သူလေးတွေက18000တန်လေးကိုယူပါနော်အော်အဓိကပြချင်တာသူကလေပန်းလေးတွေလည်းလုံးဝမတူပါဘူးနော်18000တန်နဲ့12500တန်လေးကပန်းလေးတွေကအမျိုးမျိုးကွာပါတယ်နှစ်ခုလုံးဆိုင်မှာတွင်းထားရမို့လက်လီလက်ကလာရအားပေးလို့ရပါပြီလက်ကစိတ်လေးတီးတန်းရှိပါရဲ့နော်လက်လီစိတ်လေးလက်ကစိတ်လေးတီးတန်းရှိပါတယ်အဓိကပြောမယ်သူတို့နှစ်ခုလုံးကလေအိတ်ဆိုင်တွေလည်းလုံးဝမတူဘူးပန်းလေးတွေလည်းလုံးဝမတူပါဘူးမင်းအခုနှစ်ခုလုံးကိုရှင်းပြီးတော့တေချာလေးပြပေးတာပေါ့နော်ဆိုင်မှာလေးအများကြီးရောက်ထားလို့စိတ်တိုင်းကြရွေးချယ်ဝယ်လို့ရပါပြီရှင်